တမိုးရှိတဲ့ကြောက်တွေကိုဘာနဲ့တိုင်းတာကြလိရှိလဲပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါတော်ဝင်ရွှေ YouTube Channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ရပါတယ်ဒီကနေ့မှာတော့ကမ္ဘာအရေးရက်မှာရှိတဲ့တမိုးရှိတဲ့ကြောက်တွေကိုဘယ်လိုအချက်တွေနဲ့တိုင်းတာကြလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှရှင်းပြပေးသွားမှာဖြစ်ပါတယ်ကြောက်မြရတနာလောကမှာတော့လှရင်ပြီးရောဆိုတာထက်ပုံမနဲ့ဆိုင်နဲ့စံချိန်စံနှုန်းတွေနဲ့ကြောက်မြရတနာတွေရဲ့တန်ဖိုးကိုတိုင်းတာလေးရှိကြပါတယ်နောက်တစ်ချက်ကတော့လူအများစုထင်ထားကြသလိုကြောက်တွေကကြည့်ရင်ပိုတန်မိုးရှိတယ်ဆိုတဲ့အယူဆကလည်းအမြဲတမ်းတော့မှန်မနေပါဘူးနော်တခါတလေမှာကြောက်တွေကမျက်စိနဲ့ကြည့်ရင်လှနေပေမဲ့ဓာတ်ခွဲခန်းထုတ်ကြောက်တွေဖြစ်နိုင်သလိုဆေးဆိုးထားတဲ့ကြောက်တူတွေလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်ပညာရှင်တော်တော်များများကကြောက်မြရတနာတွေကို 4CS ဆိုတဲ့စနစ်နဲ့တန်ဖိုးဖြတ်လေးရှိကြပါတယ် 4CS ထဲကပထမဆုံးစီကတော့ခါရက်လို့ခေါ်တဲ့အလေးချိန်ပဲဖြစ်ပါတယ်။ကြောင်မြတ်တွေရဲ့အလေးချိန်ကိုခါရက်နဲ့တိုင်းတာလေးရှိပါတယ်။တစ်ခါရက်မှာ3.2 gram ရှိပါတယ်။ဒီနေရာမှာလူအများစုမှာတက်တာကကြောက်က2ဆပိုကြီးလိုက်ရင်ဈေးက2ဆပဲတက်လာမယ်လို့ထင်ကြတာပါ။တကယ်တော့ကြောက်ကကြီးလာလေးလေးရှားပါလေးလေးဖြစ်တာကြောင့်တစ်ခါရက်ကြောင်မြတ်တန်ဖိုးက2ခါရက်ကြောင်မြတ်တန်ဖိုးကအစမတန်များစွာခုန်တက်သွားတတ်ပါတယ်နော်။နောက်ထပ်စီကတော့ color အရောင်ပဲဖြစ်ပါတယ်။ကြောင်မြတ်တွေမှာအခြေခံအရောင်အနုအရင်နဲ့ဆိုပြေမှုဆိုပြီး၃ပိုင်းခွဲကြည့်လို့ရပါတယ်။ဥပမာပထမဆိုရင်ခိုသွေးရောင်လိုမျိုးနီလာဆိုတာ cornflower blue လိုမျိုးအရောင်ကပြည့်ပြည့်ဝဝဖြစ်ပြီးမျက်စိထဲမှာဆူဆူအီအီလေးဖြစ်နေရကြောင့်တန်ဖိုးအမြင့်ဆုံးဖြစ်နေရတာဖြစ်ပါတယ်။နောက်ထပ်စီကတော့ clarity ပါ။တဘာဝကြောက်တွေမှာအတွင်းပိုင်းအမဲဆက်လေးတွေအချီမြင်လို့အရာလေးတွေပါဝင်တတ်ပါတယ်။ဒါတွေကကြောက်ရဲ့အရေးသွေးကိုတန်ဖိုးတက်စေပေမဲ့ဒီအပြစ်နာစာတွေကကြောက်ရဲ့အလင်းပြတ်မှုကိုပိတ်ဆို့နေရင်တော့တန်ဖိုးကျသွားတတ်ပါတယ်။ဒါကြောင့်မျက်စိနဲ့ကြည့်ရင်လုံးဝကြည်လင်နေတဲ့ eye cling ကြောက်မျိုးတွေကတန်ဖိုးအလွန်ကြီးတဲ့ကြောက်တွေဖြစ်ပါတယ်။နောက်ဆုံးစီကတော့ cat ဖြတ်တောက်မှုပဲဖြစ်ပါတယ်။ကြောက်တလုံးကဘလောက်ပဲလသူရဲ့သူကအချိုးအစားမကြပဲတွေးလိုက်မိရင်ကြောက်ရဲ့အယောင်ကမှိန်သွားတတ်ပါတယ်။အချိုးအစားမှန်မှန်ကန်ကန်တွေးထားတဲ့ကြောက်ဟာအလင်းကိုအကောင်းဆုံးပြန်ပေးနိုင်လို့ကြောက်ရဲ့တန်ဖိုးကိုမြင့်တက်စေပါတယ်နော်။နောက်ဆုံးတင်ဆက်ပေးချင်တဲ့အချက်ကတော့အတိမတ်ပြုလက်မှတ်တွေပါ။ဒီအတိမတ်ပြုလက်မှတ်တွေကိုထုတ်ပေးတဲ့အဖွဲ့အစည်းတွေလည်းရှိပါတယ်နော်။ကြောက်ကအစစ်လားအတူလားဘယ်ဒေသထွက်တာလဲပြုပြင်ထားရှိလားစတဲ့အချက်တွေကိုစစ်ဆေးပေးနေတဲ့နိုင်ငံတကာအဆင့်မီဓာတ်ခွဲခန်းတွေကထုတ်ပေးတဲ့လက်မှတ်ရှိမှသာယုံကြည်စိတ်ချရတဲ့တန်ဖိုးတစ်ခုကိုသတ်မှတ်နိုင်မှာဖြစ်ပါတယ်နော်။ကြောင်မြတ်လောကမှာနာမည်ကြီးတဲ့အဖွဲ့အစည်းတစ်ခုက GIA ပဲဖြစ်ပါတယ်။ GIA အဖွဲ့အစည်းကတော့ကြောင်မြတ်ရတနာတွေကိုသိပ္ပံနည်းကျစစ်ဆေးတဲ့အဖွဲ့အစည်းတစ်ခုပါ။ဒီအဖွဲ့အစည်းက certificate လက်မှတ်ရရှိထားရင်တော့ဈေးကွက်ထဲမှာယုံကြည်စိတ်ချရသောကြောင်မြတ်ရတနာဖြစ်အတိမတ်ပြုခြင်းကိုခံရမှာဖြစ်ပါတယ်နော်။နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ခဲ့ပေးကြပါဦးနော်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။